635 vertical distribution of seismic space shear field. Seismic base shear အတွက်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလို့ ရလဲဆိုလို့ရှိရင်သူ့ရဲ့ရလာတဲ့ base shear ကိုပေါ်မှာရှိတဲ့အထက်တွေကိုဖြန့်ဝေပလိုက်ရတယ်အပေါ်မှာရှိတဲ့အထက်တွေကိုဖြန့်ဝေပြတဲ့ formula ကကြတော့ Vx equal to summation fx I equal to x andဒီမှာရှိတဲ့ fx က cvx နဲ့ coefficient တစ်ခုနဲ့ v ဆိုလိုတာကဒီ first floor မှာရှိနေတဲ့ base shear ကြောင့်ဒီအထက်တိုင်းမှာ force တွေတက်ရောက်တယ်အဲ့ဒီ force တွေဟာတစ်ခုနဲ့တစ်ခုကမတူဘူးအပေါ်ဆုံးဓာတ်မှာ force အများဆုံးကြမယ် force အများဆုံးဖြစ်မယ်များသောအားဖြင့်အပေါ် cantilever beam တွေမှာဆိုလို့ရှိရင်ဒီလောက်ကြောင့်ဒီထိပ်ဆုံးမှာအများဆုံး deflection ဖြစ်တယ်လို့မျိုးပဲသူ့ရဲ့ seismic force ကဒီအပေါ်ဆုံးအထက်မှာအရင်ဦးဆုံးအပေါ်ဆုံးကပို့ပြီးတော့ force များမယ် deflection များမယ် force များမယ်ပြီးတဲ့အခါကျတော့တဖြည်းဖြည်းနဲ့အောက်ကိုတဖြည်းဖြည်းနည်းသွားမယ်အားလုံးပေါင်းလိုက်လို့ရှိရင် total base shear နဲ့သွားတူပါမယ်အဲ့တော့ fx ကိုအထက်တစ်ထပ်စီမှာရှိနေတဲ့ force ကိုလိုချင်လို့ရှိရင် total base shear v ကို cvx ဆိုတဲ့ factor တစ်ခုနဲ့မျှပါတယ်အဲ့တော့ cvx ဆိုတာကကြတော့ဘယ်လိုရလဲဆိုတဲ့အခါကျတော့cvx equal to wx w ဆိုတာဒီအဲ့ဒီအထက်မှာရှိနေတဲ့ weight ကိုပြောတာနောက် h ဆိုတဲ့ height အဲ့ဒီထက်ရဲ့ height ဘယ်ကနေတိုင်းလာလဲဆိုလို့ရှိရင်မြေကြီးကနေပြီးတော့အဲ့ဒီ story ထိတိုင်းထားတဲ့ height ရဲ့နောက်အဲ့နှစ်ခုမြှောက်လိုက်တယ်အပေါ်မှာ k ဆိုတဲ့ value တန်ဖိုးတစ်ခုပါတယ်နောက်ပြီးတော့ wi hi to the power k I တန်ဖိုးက1 2 and 30အဲ့တော့ဒီ wi ဆိုတာကြတော့အထက်တစ်ခုချင်းစီမှာရှိနေတဲ့ weight hi ဆိုတာကြတော့ဒီအထက်ရဲ့မြေကြီးကနေပြီးတော့ first floor ဆိုဒီကနေဒီထိက h1 ဒီကနေဒီထိက h2 h3 အဲ့လိုပဲ hi ရဲ့ height ကိုပြောတာအဲ့ဒီမှာ k ဆိုတဲ့တန်ဖိုးတစ်ခုပါတယ် k ဆိုတာ period ပေါ်မှာမူတည်တယ် period တန်ဖိုးက less than or equal to 0.5 ဖြစ်မယ်ဆိုလို့0.5 second ဖြစ်မယ်ဆိုလို့ရှိရင် k တန်ဖိုးက1 period တန်ဖိုးအဲ့ဒီအဆောက်အဦရဲ့ period ဟာ greater than or equal 2.5 second ဖြစ်မယ်ဆိုလို့ရှိရင် k တန်ဖိုးက 0.5 second နဲ့2.0 k တန်ဖိုးက 2.0နောက် structure ကဒီနှစ်ခုကြား structure ရဲ့ period ကဒီနှစ်ခုကြားထဲမှာရှိမယ်ဆိုရင်တို့နှစ်ခုကို interpolation လုပ်ပြီးတော့ယူရမယ်အဲ့တော့ structure တွေကို design လုပ်တဲ့အခါမှာ base shear ဆိုတာရလာတယ်အဲ့ဒီ base shear ကို story တွေကိုဖြန့်ဝေပြီးတော့ပေးလိုက်တယ်အဲ့လိုဖြန့်ဝေပြီးပေးတဲ့အခါမှာ distribution ဖြန့်ဝေမှုဟာသူ့ရဲ့ structure ပေါ်မူတည်ပြီးတော့ structure ရဲ့ period ပေါ်မူတည်ပြီးတော့သူက k တန်ဖိုးပြောင်းသွားသလိုဖြန့်ဝေတဲ့ပုံစံကလည်းပြောင်းသွားတယ်တကယ်လို့ k တန်ဖိုးက1ဖြစ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဖြန့်ဝေမှုဟာ linearly distribution ဖြစ်မယ်တကယ်လို့ k တန်ဖိုးက1မဟုတ်ဘဲနဲ့တခြားကဏ္ဍတွေသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့ဖြန့်ဝေမှုဟာဒီပုံစံဖြစ်မယ် parabola ဖြန့်ဝေမှုဖြစ်မယ်အဲ့တော့ structure ဒီသတ်မှတ်ထားတဲ့ dynamic analysis ကိုသုံးရမယ်ဆိုတာသတ်မှတ်ထားတဲ့အချက်တွေရှိတယ်ဒီလိုဖြန့်ဝေတဲ့ပုံကခုနက simplify ဖြစ်တဲ့
CVS ဆိုတဲ့ CVS value လေးနဲ့ v နဲ့မြောက်ထားတဲ့ဟာ simplify method လို့ခေါ်တယ်ဒါပေမဲ့လို့ဒီ dynamic ဒီ method ကိုမဟုတ်ဘဲနဲ့တခြား dynamic approach ကိုသုံးရမယ်အချက်တွေလည်းရှိတယ်အဲ့ဒါဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ဒီအောက်ပါအချက်တွေနဲ့မကိုက်ညီရင်အောက်ပါအချက်9ချက်ရှိတယ်1 2 3 4 5 7 1 to 7 9ချက်နဲ့မကိုက်ညီ dynamic analysis ကိုသုံးရမယ် number 1ကကြတော့ Bayesian က regular ဖြစ်ရမယ် simplify ကိုသုံးဖို့အတွက် number 1က Bayesian က regular ဖြစ်ရမယ် symmetrical ဖြစ်ရမယ် number 2ကကြတော့ lateral stiffness တွေက fluorine မှာရှိနေတဲ့ဒီ lateral stiffness K တန်ဖိုးတွေကအားလုံး almost same ဖြစ်ရမယ်တူရမယ်နောက် lateral stiffness floor မှာရှိနေတဲ့ lateral stiffness ကလည်း uniformly distributed plan မှာကြည့်လိုက်လို့ရှိရင်ဒီ floor ရဲ့ stiffness ကလည်းတူရမယ် floor ရဲ့ weight ကကြတော့လေ almost identical ဖြစ်ပြီးတော့ uniformly distributed ဖြစ်ရမယ် number 5က continuous loaded ဖြစ်ရမယ် discontinuous loaded မဖြစ်ရဘူးဒီမှာ opening လို့ပါတော့အဲ့ဒါမျိုးတွေရှိရအောင်နောက်ပြီးတော့ number 6က torsional component of drift are small ဖြစ်ရမယ်เนาะ torsion ကလည်းတိတ်မများရဘူး translation နဲ့ torsional နဲ့ကြည့်လိုက်လို့ရှိရင်သူတို့နှစ်ခုအတိတ်ပြီးတော့ကွာရဘူးနောက်ပြီးတော့ number 7ကကြတော့ fast deflection mode အတွက်လေဒီ can be approximate represented as a straight line အဲ့ဒါဆိုလို့ရှိရင်ဒီ method ကိုသုံးလို့ရတယ်